NGO လောက်ကိုင်းတွေကို Facebook ကနေပဲရှာဖွေနေရောလား။ဒါဆိုလို့ရှိရင်တော့ local ကနေ international လောက်တွေကိုရှာဖွေနိုင်မယ်ဒီ website မှာတော့တည်ဖို့လိုနေပါပြီ။ပထမဆုံးတစ်ခုကတော့ MIMU လို့ခေါ်တဲ့မြန်မာနိုင်ငံသားတွေအတွက် NGO job တွေအများဆုံးတင်ပေးနေတဲ့ website ဖြစ်ပါတယ်။ဒီအကြောင်းအရာကိုလည်းကျွန်မရဲ့ video ထဲမှာဆက်ပေးပြီးဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့ myjob.com.mm ဖြစ်ပါတယ်။ဒီကတော့ NGO career တွေမှာကဂျာ business career မြန်မာနိုင်ငံလုပ်ဖို့ကိုတင်ဆက်ပေးနေတဲ့ website ဖြစ်ပါတယ်။တတိယတစ်ခုကတော့ thaingojob.com ဖြစ်ပါတယ်။ဒီဟာကတော့ Thai မှာရှိတဲ့ NGO career တွေအဓိကတင်ဆက်ပေးနေတဲ့ website ဖြစ်ပြီးတော့ order မှာရှိရဲ့မြန်မာ area နဲ့ဆက်ဆက်တဲ့နေရာတွေလောက်ကိုင်နေဆိုလို့ရှိရင်ဒီကနေပြီးတော့ခေါ်တာကိုတွေ့ရပါတယ်။နောက်တစ်ခုကတော့ Leaf Web ဆိုတာဖြစ်ပါတယ်ပေါ့နော်။သူကတော့ဒီ local NGO job တွေကinternational UN job တွေဆိုလို့ရှိရင် website ကနေပြီးတော့ဒီမှာတွေ့ရပါတယ်။ international လောက်ခံရှာနေတဲ့လူတွေလည်းဒီမှာဆိုလို့ရှိရင်ဝင်ရောက်ရှာဖွေရပါတယ်။နောက်ဆုံးတစ်ခုကတော့ Impact Pool လို့ခေါ်တဲ့ website ဖြစ်ပါတယ်။သူ့မှာဆိုလို့ရှိရင်တော့ local ရော international ရောအဓိက international လောက်ခံရှာဖွေနေတဲ့လူတွေလည်းအဓိကအသုံးဝင်တဲ့ website တွေဖြစ်ပါတယ်။ career development အတွက် experience တွေကိုဆက်လက်ပြီး share ပေးနေမှာမို့လို့အမြင့် share ကိုစောင့်ကြည့်ပေးကြပါဦး